စွန်ရှင်ကြောပါမယ်ရှင်ပစွန်ရှင်ကိုအဲ့လိုတုံးလေးတွေတုံးထားမယ်ကြက်သွန်နီးရယ်ငရုတ်သီးရယ်ကြက်သွန်ဖြူရယ်အဲ့ဒါတွေထည့်ပါမယ်ငရုတ်သီးကိုကြိုက်တဲ့အရောင်ထည့်လို့ရပါတယ်ငရုတ်သီးစိမ်းငရုတ်သီးနီကြိုက်တဲ့အရောင်ထည့်လို့ရပါတယ်စက်ရင်ပြီးတာပါပဲအဆက်ကျတဲ့သူအတွက်ကြတော့ကဲအခုကကြက်သွန်နီကိုစီတက်မယ်စီကိုကြိုက်တဲ့လောက်ထည့်လို့ရပါတယ်ကျမစီသိမ့်မစားတဲ့ခါကျတော့နည်းနည်းပဲထည့်ပါမယ်ကျက်သွန်နီကိုစီတက်မယ်ပြီးတော့ဆွနွေးမုတ်ထည့်မယ်ခဏနေကြရောင်နေမုတ်လည်းနည်းနည်းထည့်မယ်အရောင်လှအောင်လို့မကြိုက်တဲ့သူကျတော့မထည့်လည်းရပါတယ်စီတက်မယ်ပြီးတော့ပစွန်ထည့်ပါမယ်ပစွန်ရှင်ထည့်မယ်လို့ပြောတာပါဟင်းခတ်မုတ်ကြိုက်တဲ့သူကျတော့ဟင်းခတ်မုတ်ထည့်နိုင်ပါတယ်ကျမဟင်းချိုမုတ်သုံးထားပါတယ်ကြက်သားမုတ်လည်းထည့်လို့ရပါတယ်ဟင်းချိုမုတ်အစားပေါ့နော်အဲ့ဒါကိုစီတက်လို့စီတက်ပြီးတော့အဲ့ဒီဟာချခဏီကြမှာကြက်သွန်ဖြူနဲ့ငရုတ်သီးကိုထည့်ပါမယ်ရှင်ကျမနန်းနန်းမီမကြိုက်တဲ့ခါကျတော့ကြက်သွန်ဖြူကိုနောက်ဆုံးမှထည့်တာပါနန်းနန်းမီကြိုက်မင်းနေကြိုက်တဲ့သူကျတော့နောက်ဆုံးမှနန်းနန်းမီထားပြီးတော့ထည့်လို့ရပါတယ်ကဲကြက်ပြီးကဲလွယ်ကူရိုးရှင်းတဲ့ပစွန်ရှင်ကြော်လေးပါရှင်ကြပါပြီခဏနေကြရင်စားပါတော့မယ်ကဲဒီဗီဒီယိုလေးကိုကြည့်မိသူတိုင်း like and subscribe လုပ်ပေးပါအောင်လို့တောင်းဆိုပါတယ်ကျေးဇူးပါ